ဒါကတော့ Apple ထုတ်ကုန်တွေကိုစတင်မိတ်ဆက်ခဲ့တဲ့ Steve Jobs နဲ့ Microsoft ကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ Bill Gates ပါလူတွေကစုံတီထွင်လို့ပြောလိုက်ရင် Steve Jobs နဲ့ Bill Gates တို့လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေကိုပဲပြင်းမြင်ကြပါတယ်ဒါပေမဲ့စုံတီထွင်သူဆိုတာသူတို့လိုကမ္ဘာအကြီးဆုံးကုမ္ပဏီတွေထောင်မှမဟုတ်ပါဘူးဥပမာအသင်းငွေကြေးပေးပြီး e-book တွေကို application ကနေဝင်ဖတ်လို့ရအောင်လုပ်တာဖုန်းထဲကနေကိုယ်ကျမ်းမာရေးကိုဆွေးနွေးနိုင်တဲ့ဝန်ဆောင်မှုမျိုးပေးတာတွေကလည်းစုံတီထွင်မှာပဲဒီလိုမျိုးအများမြင်နေလုပ်နေကြကိစ္စတစ်ခုကိုပဲပိုကောင်းသွားအောင်ရှုထောင့်တစ်ကနေလုပ်နိုင်သူတွေအောင်စုံတီထွင်တွေဖြစ်ပါတယ်ဒါကြောင့်တင်လဲစုံတီထွင်ဖြစ်နိုင်ပါတယ်ဒါပေမဲ့စုံတီထွင်တယောက်ဖြစ်ဖို့လိုအပ်တဲ့အခြေခံအချက်တွေကိုတော့အရင်ဆုံးသိထားရပါမယ်စုံတီထွင်တယောက်မှာဒီအကြံစီသစ်တွေကိုတီထွင်ကြံစနိုင်မှုနဲ့ဆုံးရှုံးမှာကိုမကြောက်တဲ့တတိရှိမှု၃အခက်အခဲကြုံတဲ့အခါစိတ်တက်မကြတဲ့ဇွဲလုံးလာနဲ့ကြိုးစားမှု၄ကိုလုပ်ငန်းတိုးတက်ဖို့စိတ်အားထက်သန်မှု၅လုပ်ငန်းတိုးတက်ဖို့ရှေ့ဆက်တိုးရတဲ့ယုံကြည်ချက်ဓာတ်တွေရှိရပါမယ်သင်ကအခက်အခဲတွေကိုရင်ဆိုင်ရတာကြိုက်တယ်အခက်အခဲကြုံရင်လည်းအလွန်ကျွံစိတ်တက်မကြတတ်ဘူးပြဿနာတွေကိုခွင်လန်းလို့မြင်တယ်တခုခုလုပ်မယ်ဆိုရင်လူတွေဝေဖန်မှာကိုစိတ်မပူပဲလုံးเสียရှိတာဆက်လုပ်တယ်အခက်အခဲကြုံရင်လည်းလက်မလျှော့တတ်ဘူးလေးလာခြင်းစိတ်လည်းရှိတယ်အောင်မြင်မှုကကိုယ့်လက်ထဲမှာရှိရလို့ခံယူတယ်ဒီလိုအချက်တွေရှိနေပြီဆိုရင်တော့သင်ကိုယ်တိုင်စုံတီထွင်ဖြစ်ဖို့အလားအလာကောင်းတွေရှိနေပါပြီသင်ကိုယ်တိုင်လူငယ်စုံတီထွင်သူတယောက်ဖြစ်ချင်ပြီလားဒါဆို MYB ရဲ့ Entrepreneurship သင်တန်းကိုအခမဲ့လေ့လာလိုက်တော့နော်ဒီသင်တန်းမှာစုံတီထွင်သူဖြစ်ဖို့လေ့လာရမယ့် Module 6 ခုပါဝင်ပြီးစုံတီထွင်သူတယောက်ဖြစ်ဖို့အခြေခံအကျဆုံးအချက်တွေကိုလေ့လာသင်ယူနိုင်မှာပါ Module 6 ခုကတော့ Module 1 Entrepreneurship တရား1မှာတော့စုံတီထွင်တယောက်ရဲ့အခြေခံတည်တည်ထိုက်တဲ့အချက်တွေစဉ်းစားပုံတွေကိုလေ့လာရမှာပါ Module 2 Business Planning မှာဆိုရင်စီးပွားရေးလုပ်ငန်းအစီအစဉ်တစ်ခုကိုဘယ်လိုရေးဆွဲမလဲပန်းနိုင်တွေ viewer တွေနဲ့လုပ်ငန်းစနစ်တကျပြင်ဆင်ပုံတွေကိုလေ့လာရမှာပါ Module 3 Money Management မှာတော့စီးပွားရေးလုပ်ငန်းတွေရဲ့ငွေကြေးစီးဆင်းမှုအရင်းအနှီးဘတ်ဂျက်စီမံခြင်းနဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုလေ့လာရမှာပါ Module 4 Marketing မှာတော့ကိုစီးပွားရေးလုပ်ငန်းရဲ့ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုကိုသုံးစွဲသူစီဘယ်လိုမိတ်ဆက်မလဲဆိုတာကိုလေ့လာရမှာပါ Module 5 Customer Service ကတော့လုပ်ငန်းအတွက်အရေးကြီးဆုံးဖြစ်တဲ့ Customer တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပုံတွေကိုလေ့လာရမှာပါ MYB ရဲ့ Entrepreneurship Course ကိုတက်ပြီးသင်စတင်ခြင်းနဲ့စုံတီထွင်လုပ်ငန်းရှိရင် comment မှာရေးပေးခဲ့ပါအောင်နော်